guys ဒီနေ့ကတော့ဒီပေါ့နော် Minecraft game လေးကိုဆော့ပြနေရဖြစ်ပါတယ်အခုကတော့ကျမရဲ့ market ကိုရောက်လာတာပါနော် market မှာကျမရဲ့စားစရာလေးတွေဝယ်ပါမယ်စားစရာဆိုလို့ရှိရင်တော့အဟာရပြည့်မဲ့ဟာလေးပေါ့နော်ဒီဟာလေးရဲ့ပြီးရင်ဒီဖဲတီးစိတ်ကလေးရဲ့ကျမကပြီးပြီဆိုလို့ရှိရင်ဒီ bit ဒီလေးရဲ့ပြီးရင်ကျမကအချို့ရေကိုကြော်တလေးရယူပါမယ်ပေါင်မုံကိုကြော်ဒီဟာတော်ကြိုက်ရဒီဟာတော်စားကောင်းပြီနော်ကဲဒါလေးပါယူလိုက်တော့မယ်ပြီးရင်တော့ကျမခွေးကလေးလုပ်ပါမယ်ဒါတော့ကျမနောက်မြင်လိုက်ပြီးမဲ့ခွေးကလေးပဲဖြစ်ပါရဲ့သူကျမစီသူကကြတော့ကျမကိုသူ့ကကျတော့ဖြောက်လို့လည်းရတယ်လို့ခေါ်လို့လည်းရပါတယ်ဒီခွေးလေးကိုကျကျမမားခက်ကိုလည်းဝင်ပြီးသွားပြီဆိုတော့ကျမထွက်ပါမယ်အင်ကိုသွားပါမယ်ဒါဒီလိုမိုးပါနော်တို့လူတွေတက်ကြရရှိပါတယ်ဒါဆိုတော့ကျမအခက်အတဲကိုသွားပါမယ်ပတ်ကုန်ပြီလောက်ကြပါအောင်ပြေဒီမှာပတ်ကုန်တူကတော့ဒီလိုမျိုး Minecraft လိုမျိုးလေးလုပ်ရပါတယ်ဒါဆိုရင်ကျမအထက်ကိုထပ်ပြီးတော့ဝင်ဒီမှာလည်းပေါက်နေပြန်ပြီတခုဒါဆိုရင်ရပါပြီအရင်ဆုံးကိုရောင်ကိုပိတ်ထားမယ်ပေါ့နော်လူရှိပေမဲ့လေသူတို့ကဝင်နေပေါ့နော်အဲ့ဒါတော့တစ်ချက်ရှိပါတယ်ကဲဒါဆိုတော့ကျမအထက်ကိုဝင်ပါမယ်အထက်ကိုဝင်မယ်ပေါ့နော်သူညအောင်ရနေပြီပဲဒါဆိုတော့ကျမအလုပ်ရတာပြင်မနော်ကျမဖဲတီးလေးဆက်လိုက်အောင်မယ်ပေါ့နော်ဆက်လို့လည်းကောင်းတယ်ဆက်လို့ကောင်းတယ်ဆိုတော့ကျမအပေါ်တက်ပါတော့မယ်ပေါ်တက်ပြီးတော့ကျမအိပ်ပါတော့မယ်ကဲအားလုံးပဲ收听ပြပဲကြည့်ရတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲ bye bye